ခြေရောက်မရှိတော့လို့ခံစားနေရခြေရောက်ကဘာလို့မဟုတ်တယ်မလမ်းလျှောက်တာလို့So first walking set. Oh, high squat ပေါ့ normally ကျွန်တော်ဘာပေါ်လဲဆိုရယ် but high squat ဆိုတော့ကျွန်တော် squat ကိုနည်းနည်းပိုပြီးခံစားကျွန်တော် All right. So we're going to try to go 6 to 7. All right. I got 70 each side.ဒီနေ့တေဖို့လာတာဆိုတော့တေရအောင်တူတူအဲ့ဒီချောက်ကြီးကြီးလေးရှိအောင်ပေါ့ you know That was good. အခုကျွန်တော်တို့ leg press တော့မယ် fucking hell ဒီနေ့နည်းနည်း quads focus နေဆိုတော့ like I'm gonna destroy our calves, huh? I mean quads, not calves. Calves is fucking huge already. Or what? Second exercise in your leg press. Fucking hell. Yeah, I did say lot talo yari. How to say? Yeah. I think ကျွန်တော်လက်ကတေသွားပြီချွတ်ချောက်ကဆက်ပြန်နေပြီ you know ချောက်မရှိတော့လို့ခံစားနေရချောက်ကဘာလို့မဟုတ်တယ်မလမ်းလျှောက်တာလို့နည်းနည်းပြန်ပြီးတော့မှခွန်ကိုတုံးသက်စရာလိုရတယ်ဘာလဲဆိုတော့ look ကျွန်တော် coach နေတော့ကျွန်တော်ပြောလို့မြင်ပဲကျွန်တော်200တိတပူပဲ but that's also because I ကျွန်တော် coach ရှိတယ်ဆိုတော့ကျွန်တော်သူ့ယုံကြည်ရကျွန်တော်ဘာမှမဖြစ်စေဘူးဆိုတာသူကကျွန်တော်ကူညီပေးလို့ right but ကျွန်တော်ကြောက်သေးဆိုရင် you know ခါကြရင် this ကျွန်တော်ကို stop ဖြစ်တာအဲ့ဒါငါဒါလုပ်နိုင်မလားမလုပ်နိုင်အောင်လား and then like ဒီမျိုးလေးများလာတယ်လေ you know you အဲ့ဒီမျိုးစဉ်းစားလို့မရအောင် and I think အဲ့လိုမျိုး doubt ဖြစ်တဲ့အချိန်မှာကိုတယောက်က push ပေးဖို့လိုအပ်တယ် and that's why coach ဖြစ်ရင်ဒီ skill are very underrated I feel like right so you know you need that ကျွန်တော်ချဖို့အတွက် right
That was good, not gonna lie, that was good. I let my team a little bit, that's normal, that's normal. Third exercise is the rear elevated split squat. Bulgarian split squat. Bulgarian? Romanian, sorry. Fucking European name, right? But Romanian split squat. Split squat, alright? Fuck. ကျွန်တော်အခုတစ်ဖက်40 80သွားမယ် right 80တော့သွားရတော့ကလည်းအကြောင်းရင်းကကျွန်တော်ခုနကကျွန်တော် I feel like head squat ကလည်းကျွန်တော် quads ကို focus ထားတယ်ကျွန်တော်ပြီးဆိုရင်ဒီ leg press မှာလည်း I feel like I get a lot of like the quads engagement so ကျွန်တော်တို့ကလည်း lower body ကျွန်တော်တက်ပက်ထားကြိုက်တယ် just because ကျွန်တော်ရဲ့ chair က sound massive ဖြစ်နေလို့ထင်တယ် and I don't want to overgrow them ကွာ you know so ဟို chair ကိုတက်ထားကြိုက်တယ် and just get it done တစ်ပတ်မှာတရက်တော့ပြီ alright get it done ဒါပဲ alright မဟုတ်အလေးများတော့ကြောင့်မလို့ကျွန်တော်လက်က အရင် give up ပြစ်မှာ so I don't want that ဟို chair မှာ focus ထားခြင်းတော့ကြောင့်မို့ဒီအပေါ်ပိုင်းအောက်ပိုင်းဆိုရတော့မှာအောက်ပိုင်းဆိုရတော့မှာတိုက်ကျွန်တော်တို့ဟို you know like ဟို golf vlog လေးနဲ့မစိုးကွာ you know Oh. All right, let's go do calves. Calf being PY. Go to standing calves. Not so exercise, for exercise, right? Don't think about it. So I feel like this is the best position, right? Butterfly out. But be like, a taste it's not natural. I've been in a car, I've been natural. The same general the squat hand in a Senara, I'll be up in dog the Sena. I think I can fall asleep here. What? A little I'm home, a little net that but then just get stronger. And there's something ကျွန်တော်ခဏကိုကျွန်တော်တက်နိုင်တော့ကျွန်တော်တို့ထင်တာဟိုပြတွန်းနိုင်တဲ့အချိန်မှာကိုယ်ကိုပို့ပြီးတော့မှဟိုတက်တိရှိတယ်ဟုတ်ပါမှာအဲ့တက်တိရှိတာအဲ့ confidence ကကျွန်တော်ဘဝမှာအရာရာတိုင်းကိုပြန်ပြီးတော့မှပြန်မှာအသုံးချလို့ရတယ်ဆိုတော့ဒီ gym ကိုအသုံးချပြီးတော့ကိုယ့်ရဲ့တခြားဘဝတွေမှာလည်းကိုပြောင်းနေအောင်လုပ်ပါ alright that's what I want people to realize ကြမလားကျွန်တော်ဘဝ gym ကြောင့်ကျွန်တော်ပြောင်းလဲခဲ့ရ and then I want ဘယ်လိုလူတွေကိုလည်းအဲ့လိုပြောင်းလဲခိုင်းစေချင်တယ် alright ဒီ gym မှာရရှိရဲ့အဲ့ discipline consistency တွေအသုံးပြုပြီးတော့ခါကြတော့မှတခြားပြန်မှာကိုယ့်ရဲ့ daily life ကိုယ့်ရဲ့ career ကိုယ့်အလုပ်ကိုယ့်ရဲ့မိသားစုသားတွေကိုကိုယ်ဟိုထောက်ရှောက်ပြီးပါ alright thank you thanks for watching ကျွန်တော် video ကြိုင်လိုက် subscribe လုပ်ပါ share လုပ်ထားပြီးပါနောက်ထပ် video တိုင်းကျွန်တော်အများကြီးပို့တင်ပေးမယ် fitness no bullshit fitness is advice right let's go